နိုင်ငံခြားကလပ်ဂျင်တွေကလာရောက်ကမ်းလှမ်းကြလဲစလိုင်းထန်ခွေးရှင်ကိုဆေလို့ဖို့အစီအစဉ်မရှိဘူးဆိုတော့စလိုင်းရဲ့ဆရာရွှေဖလားကိုရိုးရလက်ဝဲအားကစားကိုပဲနိုင်ငံတကာကိုသိစေချင်တာဖြစ်လို့စလိုင်းထန်ခွေးရှင်ကိုနိုင်ငံခြားကဂျင်တွေလာရောက်ခေါ်ယူလဲဆေလို့တော့မှမဟုတ်ဘူးဆိုပြီးတော့စလိုင်းရဲ့ဆရာရွှေဖလားကပြောကြားသွားခဲ့ပါတယ်။ဒါကြောင့်လဲပြည်သက်တွေကြားမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့တွေကဆူညံနေပါတယ်ရှင့်။လက်တလော1 Championship ရဲ့စင်မြတ်ချက်မှာပြိုင်ဘက် Time Fighter ကိုအလဲချိုးနဲ့အနိုင်ယူခဲ့တဲ့စလိုင်းထန်ခွေးရှင်ရဲ့အရေးအခြေအနေကိုကြည့်ပြီးတော့ပြည်သက်တွေကတော့အားရကျေနပ်နေကြပါတယ်။ဒါကြောင့်လည်း UFC မှာ Flyweight ရဲ့ချန်ပီယံချင်းတိုင်းသားလေးဂျိုရှွာဘန်လိုမျိုးနောက်ထပ်1 Championship ရဲ့စင်မြတ်ချက်မှာထွန်းတောင်လာမဲ့ချင်းဖိုက်တာလေးအဖြစ်မှတ်ချက်ပြီးခံနေရတာဖြစ်ပါတယ်။မြန်မာကစားသမားတော်တော်များများကဇတတိလုံးဝမခေကြသလိုမာကုန်မြင့်ကြတဲ့သူတွေကများပါတယ်။ဒါပေမဲ့လိုအပ်တာကတော့နေစနစ်ပိုင်းပါရှင်။ဒါကြောင့်ပြည်သက်တော်တော်များများကတော့စလိုင်းထန်ခွေးရှင်ကိုနေစနစ်ပိုင်းတိုးတက်ကောင်းမွန်စေဖို့အတွက်နိုင်ငံသားဂျင်နေမှာနေစနစ်ပိုင်းတိုးတက်ဖို့တွားရောက်ပြီးတော့လေ့ကျင့်စေချင်ကြတာကတော့အမှန်ပါပဲ။ဒါပေမဲ့အခုချိန်မှာတော့ဆရာဖြစ်သူရွှေဖလားကသူတစ်ပည့်စလိုင်းထန်ခွေးရှင်ကိုနိုင်ငံခြားဂျင်နီကကန်လန်းလာလေစီလို့တော့မှမဟုတ်ဘူးဆိုပြီးတော့ရတိပြက်ပြောဆိုလိုက်တာကြောင့်ပြည်သက်တွေကတော့သဘောမတွေ့ကြပါဘူးရှင်။စလိုင်းထန်ခွေးရှင်ရဲ့ငယ်ဘဝမှာတော့မပြည့်မစုံနဲ့ကြီးပြင်းခဲ့ရတယ်လို့မိခင်ဖြစ်သူကွန်လွန်ချိန်မှာတော့မိဘမဲ့ကျောင်းမှာနေထိုင်ရင်းနဲ့ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။လက်ရှိစလိုင်းထန်ခွေးရှင်က1 Championship မှာ2ပွဲထိုးသက်ထားပြီးတော့တပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။စလိုင်းထန်ခွေးရှင်ရဲ့1 Championship ပွဲထွက်ပွဲကတော့တာထွက်မလာခဲ့ပါဘူး။လေ့ကျင့်ပြင်ဆင်ချိန်နဲ့ပါခဲ့တယ်လို့သူရင်ဆိုင်ရတဲ့ fighter ကလည်းချန်ပီယံခပတ်စိန်ခေါ်ခွန်းကတ်နေတဲ့ Time Fighter နဲ့ဖြစ်ပါတယ်။စိတ်မကောင်းစွာနဲ့ရှုံးနေခဲ့ရပေမဲ့အရှုံးမပေးလို့တဲ့စိတ်မြမတတိစကိုစလိုင်းထန်ခွေးရှင်ကဂျိုးဝိုင်းတွန်းမှပြသနိုင်ခဲ့တာကြောင့်လည်းအရေးချင်းမခေသူအဖြစ်ဒီပထမပွဲစဉ်မှာကလေးကမြန်မာပြည်သက်တွေရော Time ပြည်သက်တွေကပါမှတ်ချက်ပေးခဲ့ကြတဲ့အထိပါပဲ။အရှုံးရလက်ကိုရင်ဆိုင်ခဲ့ရတဲ့ဆိုပေမဲ့အဲ့ဒီပွဲကနေတစဉ်စလိုင်းထန်ခွေးရှင်ကိုအားပေးကြတဲ့ပြည်သက်တွေကပို့ပြီးတော့တိုးပွားလာခဲ့တာဖြစ်ပါတယ်။စလိုင်းရဲ့1 Championship ဒုတိယတစ်ကြိမ်တွေ့ဆုံမှုမှာတော့ထင်မထားတဲ့အရေးချင်းတွေကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ပထမရှုံးပွဲကအမှားတွေကိုသင်ခန်းစာယူပြင်ဆင်လာခဲ့ပြီးအခုဒုတိယမြောက်ပွဲမှာတော့အလဲချိုးနဲ့စလိုင်းကအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။159 139မှာတော့ Time Fighter Rodrigo နဲ့ထိုးသက်ခဲ့တာဖြစ်ပါတယ်။ Time Fighter Rodrigo ကလည်းတကယ်ကိုအရေးချင်းမခေတဲ့သူတစ်ယောက်ပါ။ပထမအချီမှာတော့ Fighter နှစ်ယောက်စလုံးကအကျိတ်အနဲ့ရှိခဲ့ကြပါတယ်။ဒုတိယအချီအရောက်မှာတော့ Sline ထန်ခွေးရှင်ရဲ့အလက်တီထိုးချက်တွေကပြိုင်ဘက် Time Fighter ကိုဘာမှမလုပ်နိုင်တော့လောက်အောင်ဖြစ်ခဲ့ရတဲ့အထိပါပဲ။ပြိုင်ဘက်ဖြစ်သူ Time Fighter ကလည်းလုံးဝကိုမခေပါဘူး။ဒါပေမဲ့စလိုင်းရဲ့ထိုးနှက်ချက်တွေကိုတော့လုံးဝမကာကွယ်နိုင်တော့ပဲလဲကျကအရှုံးပေးလိုက်ရပါတယ်။စလိုင်းထန်ခွေးရှင်ကတော့ပြောသလိုအလုံးနဲ့ကိုတက်သေးပြနိုင်ခဲ့ပါပြီ။ချက်ရီချင်းမြင့်တဲ့ဘောနက်စုဘတ်3သိန်းခွဲကိုပါသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။စလိုင်းထန်ခွေးရှင်အနေနဲ့ဒီပွဲမှာအနိုင်ရမှဖြစ်မယ်ဆိုတဲ့ပြင်းပြတဲ့စိတ်နဲ့ပြိုင်ဘက်ကိုအနိုင်ယူနိုင်ခဲ့တာဟာတကယ်ကိုမိုက်ပါတယ်။ဒီလိုမျိုးကြိုးစားမှုတဲ့ဇွဲတက်တီတွေနဲ့ဆိုရင်တော့ဆက်သွားမယ်ဆိုရင်စလိုင်းအနေနဲ့မကြာမီ1 Championship မှာအောင်မြင်မှုရရှိနိုင်မယ်ဆိုတာကတော့အသေးအချာပါပဲ။မိဘမဲ့ဂီဟာကနေကြိုးစားမှုတွေအရာချန်လာပြီးဖြစ်ပြီးအခုဆိုရင်တော့1 Championship မှာပြည်သက်အားပေးမှုရရှိနေတဲ့စလိုင်းထန်ခွေးရှင်ကမကြာမီအချိန်တစ်ခုအတွင်းမှာတော့ထွန်းတောင်လာမဲ့အလားလာကောင်းတဲ့ချင်းတောင်တန်းကဖိုင်တာကောင်းတစ်ယောက်ဖြစ်လာမယ်လို့လည်းယုံကြည်ရပါတယ်။ဒီလိုမျိုးအလားလာကောင်းတွေပိုင်ဆိုင်ထားတဲ့ fighter မို့ဆရာဖြစ်သူကတော့ပြည်တွင်းမှာပဲလေ့ကျင့်ပြီးတော့နိုင်ငံတကာစစ်မြစ်ထက်မှာအောင်မြင်မှုရရှိအောင် train ပေးသွားမယ်လို့ဆိုပါတယ်။ပြည်သက်တွေကတော့စလိုင်းရဲ့အနာဂတ်ကိုကြည့်ပေးဖို့အတွက်ဆရာဖြစ်သူရွှေဖလား